Hello အားလုံးပဲမင်္ဂလာပါညီမကဒီနေ့မှာတော့ Sales and Marketing ကနေခေါ်ယူနေတဲ့ job opportunity ဒီ slay ခုနဲ့မိတ်ဆက်ပေးကြပါတယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့ဒီ Global Pharmaceutical Industry ကနေခေါ်ယူနေတဲ့ဒီ National Sales Manager position လေးပဲဖြစ်ပါတယ်သူ့ကိုတော့ salary က up to ညီမတို့45သိန်းထိ open လုပ်ပေးထားပါတယ်နောက်တစ်ခုကတော့ဒီ Global CCTV Solution Company တစ်ခုကနေပဲခေါ်ယူနေတဲ့ဒီ Channel Sales Officer position လေးပဲဖြစ်ပါတယ်သူ့ကို fresh grad သမားလေးလည်းရှောက်ထားလို့ရပြီးတော့သူ့ကိုတော့ salary up to 73သိန်းထိ open လုပ်ပေးထားပါတယ်နောက်တစ်ခုကကြတော့နောက် position တစ်ခုကကြတော့ဒီtechnical solution ပိုင်းဖြစ်တဲ့ဒီ pre-sales engineer position လေးပဲဖြစ်ပါတယ်သူ့ကိုတော့ salary up to ညီမတို့30ထိ open လုပ်ပေးထားပါတယ်တရုတ်လိုပတ်တိုင်းတော့ညီမတို့30ထိညီမတို့ open လုပ်ပေးထားပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကကြတော့ညီမတို့ဒီ healthcare service industry ကနေပဲခေါ်ယူနေတဲ့ဒီ medical technologist position လေးပဲဖြစ်ပါတယ်သူ့ကိုတော့ညီမတို့ salary က up to 10သိန်းထိ open လုပ်ပေးထားပါတယ်ဆိုတော့ဒီအခုဖော်ပြထားတဲ့ position လေးတွေကိုစိတ်ဝင်စားလို့ရှောက်ထားခြင်းနဲ့ဆိုလို့ရှိရင်ဒီဖော်ပြထားတဲ့ email တွေမှာပို့ပြီးတော့ရှောက်ထားနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်